ကန်စာတန်ညက်နေဆိုရင်ညောင်ထောက်ရမယ်ဆိုတာတွေကြားဘူးတယ်မဟုတ်လားတိတာပမောက္ခဆရာကြီးဒီကိုတပည့်ပေါင်းများစွာပညာသင်တယ်အဲ့လိုပညာသင်နေတဲ့တနေ့တော့လူလင်ပြိုတယောက်ရောက်လာတယ်သူအင်မတန်ပညာတတ်ချင်ပါတယ်သူ့ကိုသင်ပေးပါဆိုရောက်လာတော့တိတာပမောက္ခဆရာကြီးကဗေဒင်ပညာတွေလက္ခဏာပညာတွေကိုသိကျွမ်းကျင်တော့ဒီလူလင်ကိုကြည့်လိုက်တယ်တလနေတလအတွင်းမှာသေမယ်လို့သူသိတယ်သိတဲ့အခါကျတော့သူသင်လည်းပဲလက်ကားပဲဆိုတာတနာတဲ့အတွက်ကြောင့်မင်းတလနေမှပြန်လာပါဒီတလအတွင်းမင်းသိပြီးတော့ကံမကောင်းဘူးဒါကြောင့်မလို့တလနေမှပြန်လာခဲ့ဆိုပြန်လွှတ်လိုက်တယ်ပြန်သွားရောအဲ့ဒီလူလင်လည်းပြန်သွားပြီဆိုတော့ကျန်တဲ့တပည့်တွေကိုဟောဒီကောင်တလအတွင်းသေမှာကွာဒါကြောင့်ငါပြန်လွှတ်လိုက်တာအဲ့ဒီတော့ကျောင်းသားတွေကဟာဒီလူတလအတွင်းသေမှာလေတနာနေကြတာဒီလိုနဲ့တရပိတရက်ကုန်ပြီးတော့တလနေတော့အဲ့ဒီလူလင်ပြန်ရောက်လာတယ်ဟာအဲ့ဒီတော့ကျောင်းသားတွေကဆရာကြီးကိုအော်ဗနန်ဆရာကြီးပြင်တာလွဲပြီနဲ့တူတယ်ဒါမှမဟုတ်ဒီကောင်ကပဲတစီလားတရေလားပေါ့အဲ့ဒီတော့မှဆရာကြီးခေါ်သွားဆရာကြီးကမင်းဘာလုပ်လဲအဲ့တော့ကျွန်တော်ဘာမှမလုပ်ပါဘူးငါမင်းကိုပုံမဲ့လင်းလင်းပြောမယ်နော်မင်းတလအတွင်းသေမယ်ဆိုတာငါသိလို့မင်းကိုပြန်လွှတ်လိုက်တာငါပညာကိုငါလုံးဝယုံစားတယ်အဲ့လိုပြောတဲ့အခါကျတော့တပည့်ကဘာပြန်ပြောလဲဆိုတော့အဲ့ဒီကလေးကအဲ့ဒီလူလင်ကစဉ်းစားလိုက်တယ်ကျွန်တော်ဘာလုပ်လဲဩကျွန်တော်ထူးထူးခြားခြားကတော့ဒီကနေပြန်သွားတော့လမ်းမှာလေကြီးမိုးကြီးကျလို့တခါတည်းတစ်ပင်တွေဘာတွေကချောင်းတွေဘာတွေပေါ့အုပ်ပြီးတော့လဲနေတော့လူတွေတရားအဖြစ်ရှောက်ပါစေဆိုပြီးတော့အကုန်လုံးခုတ်ထွင်ရှင်းလင်းပြီးတော့လှုပ်သွားတယ်လမ်းမှာလမ်းတွေဘာတွေပိတ်ဆို့နေလို့ရှိရင်အကုန်လုံးရှင်းလင်းပြီးတော့အဲ့ဒီလမ်းကိုကောင်းအောင်လှုပ်သွားတယ်ဟောသူစေတနာလေးနဲ့နော်စေတနာလေးနဲ့နော်အဲ့ဒါလိုလှုပ်သွားရင်းနဲ့တဏှာမှာဆိုလို့ရှိရင်တဲ့အပင်ကြီးကလမ်းကိုဖိပြီးတော့တခါတည်းလဲနေတော့အဲ့ဒီညောင်ကိုင်းတွေကိုလည်း तू မဖြတ်ချင်ဘူးသူတစ်ပင်ကိုနှမျောတယ်အဲ့ဒါနဲ့ဘာလုပ်လဲဆိုတော့အဲ့ဒီကိုင်းကိုမအောက်ကဂွားတွေဘာတွေနဲ့ထောက်အဲ့ဒါလိုသူလှုပ်တယ်လို့ပြောတော့အေးအဲ့ဒါမင်းအတွက်အကောင်းဆုံးရရရပဲတဲ့ပိဿရေဗေဒင်ပညာစိတ်ဝင်စားတဲ့ပုဂ္ဂိုလ်တွေဟုတ်လားရရရဆိုတာကိုယ့်ကိုကောင်းစေခြင်းနဲ့စိတ်တွေနဲ့လှုပ်နေတာမျိုးမဟုတ်ဘူးနော်ဟုတ်ရလားသူတစ်ပါးကိုကောင်းစီလို့တဲ့စိတ်ကောင်းနေနဲ့စိတ်ကောင်းစေတနာကောင်းသည်ပင်လေအကောင်းဆုံးရရလို့ပြောလို့ရတယ်ဒါဗေဒင်ဝါဒနဲ့ပြောတာပါနော်ထားပါတော့အဲ့ဒီတော့ဆရာကြီးကဓမ္မင်းအတွက်အကောင်းဆုံးရရပဲအဲ့ဒါကြောင့်အခုခေတ်ကန်စာတန်ညက်နေဆိုရင်ညောင်ထောက်ရမယ်ဆိုတာတွေကြားဘူးတယ်မဟုတ်လားအဲ့ဒါကိုလူတွေကတော့ဦးဇင်းတို့တိုးစီတော့ရှိတာပေါ့ဗျာညောင်မင်သွားပြီးတော့ဒုကလေးမိထားတာဘာအိဗယ်မှမရှိပါဟုတ်လားအမှန်စင်စစ်ကတော့တပါးသောသူတွေချမ်းသာဖို့အတွက်နှံ့ရှင်း